အနုမောဒနာနဲ့ဩဝါဒတရားရသော်ဘုရားရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်အတိတ်ဘဝလွန်ခဲ့တဲ့လေးသိန်းချစ်နဲ့ကဘာတသိန်းပြရိတ်တော်ခံယူတဲ့ဘဝကတစ်ခုနဲ့ပါရမီပြည့်လို့ဖျားဖြစ်တဲ့ဘဝကတစ်ခုဘဝနှစ်ခုပေါင်းစပ်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကဆုံလာပြီးနိမြတ်မဟာတို့ဆိုလိုက်တာဖြစ်ပါတယ်ဒီသိကျင်တဲ့ကဘာတသိန်းလုံးကရသော်ပြလောင်းတော်ဒီဘေကရမြတ်စွာဘုရားတန်ကဒီယတပြဒိတ်ရရှိခဲ့တာဟာလည်းပဲဒီကဆုံလာပြီလို့ဆိုတာကမတန်ရှိတယ်ဘုရားဝန်တာပါဠိတော်မှာတရကနာဝိရောစန္တိနခန္ဓာကရဏမန္တလေဝိသခာစနိမယုတ်တာဒုဝံဘုဒ္ဓဘဝေတတိတဲ့ရောက်လာကြတဲ့ပရိသတ်တွေကကောင်းချီးပေးကြတယ်အဲ့ဒီနေ့မှာပြရိတ်တော်ခန့်တဲ့နေ့မှာဆိုရင်ထူးခြားတဲ့ဖြစ်စဉ်တွေအများကြီးဖြစ်ခဲ့တယ်အဲ့ဒီမဲ့ဒီနေ့နဲ့တိုက်ဆိုင်တဲ့ထူးခြားတဲ့ဖြစ်စဉ်တစ်ခုကပါတော့ဆိုရင်ပြရိတ်တော်ခန့်တဲ့နေရာတိုက်ဆိုင်ကဆုံလာပြီဖြစ်နေခြင်းပဲဖြစ်တယ်ပေါ့နော်ပြရိတ်တော်ခန့်တာလေကဆုံလာပြီနေဖြစ်နေခြင်းပဲကဆုံလာကိုပါဠိလိုဝိတာခလို့ခေါ်တယ်အဲ့ဒီစကားကိုအသုံးပြုပြီးတော့နိုင်ငံတကာဝါရနဲ့ပြောရင်ကဆုံလာပြီနေကိုဝိသတ်နေလို့ပြောကြတယ်ဝိသတ်ဆိုတာသူတို့အတန်တွေနဲ့တွေ့လိုက်တာဝိတာခဆိုတဲ့စကားလုံးကိုနော်တာကိုစားလို့ဖတ်ပြီးတော့ဝါကိုတော့ပါဒံဖတ်ပြီးပိသတ်ကဘာမတုံးနာပိသတ်ဆိုတာဝိတာခလို့ဆိုလို့တယ်ပပကကဆုံလာပြီကဆုံလာရဲ့ပါဠိဟိန္ဒီဝါရကဝိသတ်အဲ့ဒါကြောင့်ဝိသတ်ပွဲတော်လို့ပြောတာနော်ဝိသတ်ဆိုတာမြတ်မအတန်နဲ့ပြောရင်ဝိတာခနခ90နဲ့29လုံးနခပေါင်း29လုံးရှိတယ်ပဲဝိတာခဆိုတာနခတစ်ခုပဲအဲ့ဒီနခနဲ့ကဆုံလာပြီနေဟာလာတဲ့နခရှင်းတွဲပြီးတော့ဖြစ်ပေါ်လာတာဖြစ်လို့ကဆုံလာပြီနေကိုဝိသတ်လို့ဝိတာခလို့ခေါ်လာကြတာဖြစ်တယ်ပေါ့မြန်မာကတော့ကဆုံအိန္ဒိယနိုင်ငံနဲ့အခုနိုင်ငံတကာသုံးနေတာကဝိသတ်ကဆုံလာပြီလို့ဆိုလို့ရနော်နခနဲ့လာရဲ့နာမည်ကိုခေါ်ထားတာဖြစ်တယ်အဲ့ဒါကတိုက်ဆိုင်မယ်မဘုဒ္ဓရဲ့ပါဠိတော်မှာတရကနာဝိရောစန္တိနခန္ဓာကဏ္ဍနာမန္တလိရသော်ပြလောင်ပြရိတ်တော်ခန့်တဲ့နေ့ကကောင်းကင်ပြင်မှာတဲ့တာယနခတ်တွေဟာတောက်ပါလေရှိနေကြတယ်အဲ့ဒီထူးထူးခြားကတော့ဘာလို့ဆိုရင်ဝိသခာစနိမယုတ်တာဝိသခာနခတ်ကြီးကလာနဲ့ရှင်တွဲပြီးတော့ထွက်ပေါ်နေတယ်အဲ့ဒါအတိတ်နမိတ်တစ်ခုပဲပေါ့နော်ထူးခြားတဲ့ဖြစ်စဉ်နေ့တိုင်းလာတိုင်းရက်တိုင်းဖြစ်တာမဟုတ်ဘူးအဲ့ဒီတည်းရမှဖြစ်နေတာဒါကြောင့်မို့
တုဝံဗုဒ္ဓဘဝေတတိသူဗေဒယတိကိုဝိုင်းပြီးတော့ကောင်းချီဩဘာပေးကြတယ်အရှင်ယတိအားမလွယ်မသွေဖြစ်ဖရာဖြစ်မှသိကြပါတယ်လို့ပြောကြတာတုဝံဗုဒ္ဓဘဝေတတိမလွယ်မသွေအရှင်ယတိအားဖရာဖြစ်မှသိကြပါတယ်အဲ့ဒါပဲတော့ပြောခဲ့တာတော့ဆိုလေးသိချေတဲ့ကဝတသိဟိုဘက်ကဒီဘေကရာပြတ်စွာဘုရားပြရိမြတ်ကြတဲ့အချိန်ကပြောခဲ့တာဖြစ်တယ်အဲ့ဒါကြောင့်ပြဒိတ်တော်ခံပြဒိတ်တော်ခံတဲ့အချိန်ကလည်းပဲကဆုံလာပြီဖြစ်တယ်လို့ဒီလိုဆိုလိုတာအဲ့ဒီအနေပြီးနောက်ပိုင်းတော့မတတ်မရှိဘူးဆိုရင်လည်းစုံမဲ့မစုံရင်လည်းနေမှာပေါ့ဘဝပေါင်းများစွာကဘာပေါင်းများစွာဖြတ်တန်းခဲ့ပြီးတော့နောက်ဆုံးဘဝသိတတ်တဲ့မင်းသားဘဝရောက်တဲ့အခါကျတိုက်ဆိုင်မယ်နော်ရသဗျာလောင်းတော့သိတတ်တဲ့မင်းသားဖွာမြင်တာဟာကဆုံလာပြီနေဖြစ်နေပြန်တယ်ဒီကဆုံလာပြီနေဖြစ်နေတယ်အဲ့တော့ဒီနေ့ရသဗျာရဲ့မွေးနေ့ဖွာမြင်တော်မူတဲ့နေ့ဆိုတော့မြတ်စွာဘုရားလူတော်လူသားပဲဒါပေမဲ့လို့သမ္မန်လူသားမဟုတ်ဘူးဣစရိယမနုဿအံပွဲလူသားတယောက်သားဖြစ်တယ်လူချင်းတူပေမဲ့လို့အရေးချင်းကွဲပြားတာပေါ့မြတ်စွာဘုရားဣစရိယမနုဿအံပွဲလူသားဖြစ်သည့်ကြောင့်ဒီကနေ့မှာမတ္တရမသားကြဖို့အတွက်ရသော်ဘုရားနဲ့ပတ်သက်ပြီးတော့မတ္တန်တင်တာတဲ့ဟောပြောထားတဲ့သုတ်တန်တစ်ခုကဣစရိယအဗုဒ္ဓသုတ်လို့ခေါ်တယ်မစ္စေဝနိကေမှာရှိတယ်အဲ့ဒီပဲရသော်ဘုရားနဲ့ပတ်သက်တဲ့ထူးခြားချက်အဝဘွယ်ကိုကြီးပေါင်း20ပေါ့ပြထားတာရှိတယ်ဒီကနေ့တော့မွေးနေ့နဲ့ပတ်သက်တဲ့အချက်9ချက်ပဲပြောနော်ကျန်တာတွေကမွေးနေ့တွေပဲပတ်သက်ဘူးမွေးနေ့နဲ့ပတ်သက်တာ9ချက်ရှိတယ်အဲ့ဒီ9ချက်လေးကိုမမသားသားလေးမှတ်တာဘာလို့ဆိုတော့ဘုရားအကြောင်းသိကောင်းစရာတွေအများကြီးရှိတာပေါ့နော်ဒီကဆုံလာပြီနေပါတော်မူတဲ့အချိန်မှာထူးခြားဖြစ်စဉ်လို့ပြောမှာနံပါတ်1ထူးခြားဖြစ်စဉ်ကမေရောပိမေရောမာယာဘိဗျာကြီးကဖျားလောင်းကိုမွေးဖွားတဲ့အခါမှာမတ္တရလေးမွေးဖွားတာအမြအဖြစ်အဲ့ဒီရဲ့မွေးဖွားကြတယ်ထိုင်းရဲ့မွေးဖွားကြတာရှိတယ်သို့တော့မြတ်စွာဘုရားကိုဖွားတဲ့အချိန်တော့မတ္တရဖွားတယ်မတ္တရဖွားတဲ့ဆိုပုံငနဲ့ပြုတ်ကြမသွားဘူးလို့ထင်ကောင်းထင်နေပဲနော်အဲ့ဒီမတ္တရဖွားတာဟာထူးခြားချက်တစ်ခုပဲလို့မှတ်နော်ဘယ်တော့ကြီးကမတ္တရရင်ဒီပြလောင်းလေးကိုပွေးဖွားတယ်ထိတာဝဘောရိတတံဘောရိတတမာတာဝိဇာယတိမတ္တရလေးပဲပြလောင်းမေတော်တွေဟာပြလောင်းပွေးဖွားလေးရှိကြတယ်ဒါထူးခြားချက်တစ်ခုနောက်ထူးခြားချက်တစ်ခုကဘာလို့ဆိုမတ္တရမွေးဖွားတယ်ဆိုတော့တမန်အပြင်တော့အပြုတ်ကြတော့မှာပဲနော်မြတ်စွာဘုရားလောင်းတော်မေတော်ကမတ္တရရဲ့ဖွားလိုက်တဲ့အခါမှာမေတော်ဝန်းနေကထွက်ပေါ်လာတဲ့ဘုရားလောင်းကိုပထမဆုံးတစ်နဲ့ရည်နဲ့ပထမဆုံးနတ်မြတ်မာတွေကသူတို့နဲ့အသုံးဆောင်ဖြစ်တဲ့အရာဝတ္ထုနဲ့မြတ်စွာဘုရားအလောင်းလေးကိုခံယူထားလိုက်ကြတယ်အဲ့တော့အောက်ပုတ်ကနေပြုတ်ကြအောင်နော်ပထမဆုံးနတ်တွေကခံယူလိုက်တယ်နတ်တွေလက်ထဲကြနတ်တွေလက်ထဲကမှခုနကဘယ်တော့မှရဝန်ရနေရှိတဲ့လူသားတွေရဲ့လက်ထဲကိုထည့်ပေးလိုက်တယ်အဲ့တော့
နတ်တွေလက်ထဲကလူတွေရဲ့လက်ထဲရောက်လာတယ်အဲ့တော့ဘုရားအလောင်းဟာလောကကြီးထဲရောက်လာတဲ့အချိန်လေးမှာပထမဆုံးနတ်တွေပေါ့နတ်တွေရဲ့လက်ဖွာပေါ်ရောက်တယ်ပေါ့နတ်တွေရဲ့လက်ဖွာမှာလူရဲ့လက်ဖွာပေါ်ရောက်တယ်ဒါကထူးခြားချက်တစ်ခုပါလေတော့တတိယထူးခြားချက်ကဘာလို့ဆိုဝေဖွာလိုက်တဲ့အချိန်မှာမြေကြီးပေါ်လုံးဝမရောက်သေးဘူးနော်မြေကြီးပေါ်လုံးဝမရောက်သေးခင်နမင်းကြီး၄ပါးကမြတ်စွာဘုရားကိုခံယူတတ်လိုက်တယ်နော်နမင်းကြီး၄ယောက်ကနေမြတ်စွာဘုရားရဲ့ဒီဖျားလောင်းလေးကိုပွေချပြီးတော့မေရောမာယာကိုပြကြတယ်အတ္တမနာတေဝီဟောဟိမဟေသခောတိပုတ္တောဥပ္ပန္နောသူတို့ပြောလိုက်တဲ့စကားမေရောမိဖုရားကြီးတဲ့ဝမ်းမြောက်ဝမ်းသာဖြစ်ပါတဲ့မွေးဖွားလာတဲ့ကလေးဟာတကယ်ကိုပုံကံပါရမီကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်နမင်းကြီး၄ယောက်ကသားတော်လေးကိုမေရောမယာလက်ထဲကိုထည့်လိုက်တယ်နော်မြေကြီးပေါ်လုံးဝမရောက်တော့ပထမဆုံးဝေးသွားတဲ့အချိန်မှာနတ်တွေကခံယူလိုက်တယ်နတ်တွေကနေပြီးလူတွေလက်ထဲထည့်လိုက်တဲ့အချိန်မှာအဲ့ဒီလူတွေကနေပြီးတော့နမင်းကြီးတယောက်ကမေရောကြီးကိုပြကြတယ်ဝမ်းမြောက်ဝမ်းသာဖြစ်ပါတဲ့ပွေပွားလာတဲ့ကလေးဟာပုံကံပါရမီကြီးမားတဲ့ကလေးဖြစ်ပါတယ်ဒါတတိယအချက်ထူးခြားချက်တစ်ခုစတုထအကြတော့ထုံးစံအပြင်မိခင်ရဲ့ဝမ်းနဲ့ထွက်လာတဲ့ပုဂ္ဂိုလ်တွေအလုံးဟာအချင်းတွေပါတွေနဲ့ပေါ့နော်အချင်းလို့ခေါ်တဲ့အားတွေပေါ့နော်အဲ့ဒါတွေနဲ့ပတ်တရဲ့ညင်ညစ်ပတ်ပတ်ထွက်လာကြဘုရားလောင်းနေရတော့အဲ့လိုမဟုတ်ဘူးတဲ့ရေမိုးချိုတန့်စင်ထားသလိုပဲတန်တန်ပြန့်ပြန့်လေးမွေးဖွားလာတာဖြစ်တယ်မွေးဖွားလာတယ်အဲ့လိုမွေးဖွားလာတဲ့အချိန်လေးမှာဒါကထူးခြားချက်တစ်ခုပေါ့တန်တန်ပြန့်ပြန့်လေးမွေးဖွားလာတယ်မွေးဖွားတဲ့အခါမှာတန်တန်ပြန့်ပြန့်မွေးဖွားလာတဲ့အခါမှာရေလည်းစိုးမနေဘူးစိုးထိုင်နေတဲ့အရာလည်းမရှိဘူးတလိပ်တွေဖုံးအုပ်တာလည်းမရှိဘူးသွေးတွေလူပေးနေတာလည်းမရှိဘူးတန်တန်ပြန့်ပြန့်နေပဲမွေးလာတယ်အဲ့လိုပြောတာနော်တန်တန်ပြန့်ပြန့်မွေးလာတယ်အဲ့ဒီလိုမွေးလာပြီးတဲ့အချိန်မှာကောင်းကင်ယံကရေနှမွားထွက်လာတယ်ရေတစ်ခုကအနှွေးရေတစ်ခုကအေးရေနှွေးနဲ့ရေအေးကောင်းကင်ကနေကြာလာတော့တန်တပြပြမွေးလာတာဖြစ်တော့လည်းပဲလူဝရောက်တဲ့အခါမှာဖျားလောင်းနေရေမိုးချိုတန့်စင်မှုအတွက်ကောင်းကင်ယံကရေနှမွားရေနဲ့တွဲစီးဆင်းပြီးတော့ရောက်ရှိလာပြီးတော့အဲ့ဒီရေနဲ့ပဲရေမိုးချိုတန့်စင်လိုက်တာဖြစ်တယ်နော်တန့်ရှင်းပြီးသားပဲမဲ့လို့ရေမိုးချိုကြဥဒုပြမကရသည်ဥဒုနဲ့လည်းလျော်ကြီးတွေဖြစ်အောင်အပူနဲ့အနှွေနဲ့နှစ်ခုပေါင်းဆက်ပြီးတော့ခန္ဓာကိုယ်ကဥဒုမြတ်တာသွားအောင်ရေလေးဆွဖြတ်နာခံရရေချိုးလိုက်တယ်ပေါ့ဘယ်တော့ရေကလည်းပဲအဲ့ဒီရေနဲ့ရေချိုးတန့်စင်လိုက်တယ်ပြမနွားနဲ့မှုတွေပျောက်သွားတယ်အဲ့ဒါကငါးခုမြောက်ထူးခြားချက်တစ်ခုဖြစ်တယ်ပေါ့နော်ဒီကနေ့မှဖြစ်ပေါ်လာတဲ့အခြေအနေတွေပေါ့အဲ့ဒီရေမိုးချိုးတန့်စင်ပြီးတဲ့အခါမှာဘုရားလောင်းနေရမြေကြီးပေါ်မှာလမ်းလျှောက်
မြေကြီးပေါ်မှာခြေစုံရပ်လိုက်တယ်အဲ့ဒါကိုတမ္ပတိစာတော်ပောရိတ္တောသမေဟိပါရေဟိပထဝီယံပဋိဋ္ဌဟိပဋိဋ္ဌေတဝါသမေဟိပါရေဟိဆိုခြေစုံရတာမြေကြီးပေါ်ရောက်သွားပြီအဲ့ဒီချိန်ကြတော့ရှေးမိုးချိုးပြီးတာနဲ့နော်မြေကြီးပေါ်မှာခြေစုံရလိုက်တယ်ဒီထဲမှာတော့ဗုဒ္ဓဝေနဲ့မှာတော့မြေကြီးကကြာပန်နေခန္ဓာရဲဆိုပါတယ်နော်ပါဠိတော်မှာတော့အဲ့ဒါတွေမပြောဘူးရိုးရှင်းရှင်းလေးပဲမြေကြီးပေါ်လို့ပဲပြောတယ်မြေကြီးပေါ်ကိုရပ်လိုက်တယ်ခြေစုံရပ်တယ်ခြေစုံရပ်လိုက်တယ်ခြေစုံရပ်ပြီးတော့မြောက်ဖက်ကိုမျက်နှာလဲတယ်ဘာဖြစ်လို့မြောက်ဖက်ကိုမျက်နှာလဲတာလဲဒါလည်းစဉ်းစားကြတစ်ခုပေါ့နော်မြောက်ဆိုတဲ့အတိုင်းပဲသူကမြင့်မြောက်မြင့်တဲ့နေရာကိုခေါ်တာမြောက်ဆိုတာနော်မြောက်ဖက်ကမြင့်နေမြောက်ကနေတောင်ကိုနှိမ့်သွားတာထုံးစံကမြတ်စွာဘုရားအလောင်းတွေကမြောက်ဖက်ကိုမျက်နှာလှည့်လိုက်တယ်မြောက်ဖက်ဆိုတော့အိန္ဒိယနိုင်ငံကြည့်ပဲဆိုရင်တော့မြင့်မို့တောင်ဘက်ကိုမျက်နှာလဲတယ်လို့ပြောမှာတောင်ကျွန်းကနေပြီးတော့နော်မြောက်ဖက်ကိုမျက်နှာလဲပြီးတော့ခုနှစ်လမ်းခြေလမ်းခုနှစ်လမ်းနဲ့လမ်းလျှောက်လိုက်တယ်ဒီပေါ့စားလေးอ่ะနော်ခုနှစ်လမ်းခြေလမ်းနဲ့လှမ်းပြီးတော့အဲ့ဒီလိုခြေလမ်းပြီးတော့လမ်းနေတဲ့အချိန်တွေမှာထီးကိုင်တဲ့လူမမြင်ရဘူးထီးမိုးတဲ့လူမပါဘူးဒါပေမဲ့လို့မြတ်စွာဘုရားအလောင်းတော်လေးရဲ့ကောင်းပေါ်မှာထီးပြူမိုးလေးရဲ့တွေ့နေရတယ်ထီးကိုင်တဲ့လူတော့မတွေ့ရဘူးကောင်းပေါ်မှာထီးမိုးထားတာတွေ့ရတယ်မြောက်ဘက်ကိုလဲပြီးခုနှစ်လမ်းလျှောက်တယ်လမ်းလျှောက်ပြီးတဲ့အခါမှာအရက်လေးမျက်နှာမြောက်ကနေစပြီးတော့အရက်လေးမျက်နှာကိုကြည့်လိုက်တယ်လက်ပတ်ပြီးတော့ကြည့်လိုက်တယ်နော်လောကကြီးတစ်ခုလုံးကိုကြည့်လိုက်တယ်ပေါ့တော့လောကကြီးတစ်ခုကိုကြည့်လိုက်ပြီးတဲ့အခါမှာပြတ်သားရဲ့နဲ့စကားသုံးမောဟာဝိဖွာကစားပြအလောင်းဒီကလေးလေးရဲ့ပါဇက်ကထွက်ပေါ်လာခဲ့တယ်ပြတ်သားရဲ့နဲ့စကားတွန်းတွန်းဆုပ်ဆုပ်ကြောက်ကြောက်လန့်လန့်မဟုတ်ဘူးရဲ့ပြတ်သားတဲ့စကားသုံးမောထွက်ပေါ်လာတယ်ဒါတွေကထူးခြားချက်တွေပဲမပြောလိုက်တာတော့လို့ဆိုတော့အကောဟမဒဘိလောကတာငါဟာလောကမှာအထွတ်ထိပ်ပုဂ္ဂိုလ်ဖြစ်တယ်ခொနကလှည့်ပြီးတော့ကြည့်လိုက်တဲ့အခါလောကကြီးထဲမှာသူ့ရဲ့သားတဲ့လူရှိလာလူတွေကပြမကောင်းငင်ဘုံကိုမော့ကြည့်ပြီးကိုးကွယ်နေကြတဲ့အချိန်ပေါ့နော်ဘုရားလောင်းကကြည့်လိုက်တယ်လောကကြီးထဲမှာတတ္တလောကကြီးတစ်ခုလုံးကြည့်လိုက်တဲ့အခါမှာသူ့ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်မရှိဘူးအရာရာမှာပြည့်မြတ်မှုသူ့လောက်ပြည့်စုံတဲ့ဒါကြောင့်မလို့ခုခေတ်ပြောတယ် nobody perfect ဟုတ်တယ် perfect ဖြစ်တဲ့ပုဂ္ဂိုလ်ကမရှိဘူးတော့ဘုရားအလောင်းကတော့တကယ် perfect ဖြစ်နေတာအဲ့ဒီသဘောပဲ nobody perfect ပဲနော်ဘယ်သူမှသူ့တာမဲ့ပုဂ္ဂိုလ်မရှိအဲ့တော့အကောဟမတပိလောကတာလောကနဲ့ငါဟာအမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဆိုပြီးတော့နောက်တစ်ခွန်းထပ်ပြောပြန်တယ်စေတောဟမတပိလောကတာလောကမှာငါဟာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တယ်အသေးရွယ်ကိုပြောတာမဟုတ်ဂုဏ်သိက္ခာနဲ့ပတ်သက်လာလို့ရှိရင်သူ့ရဲ့ကြည့်တဲ့ပုဂ္ဂိုလ်ကမရှိဘူးလေးစားရမယ့်ပုဂ္ဂိုလ်မရှိဘူးအမျက်ဆုံးလည်းဟုတ်တယ်
အကြီးဆုံးပုဂ္ဂိုလ်လေဟုတ်တယ်အကြီးကဲလို့ဆိုလို့တယ်နောက်တစ်ခေါက်ကတိထောဟမတပိလောကတာလောကမှာငါဟာချီးမွမ်းတိုက်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်လောကလူတွေဟာချီးမွမ်းတိုက်တယ်ဆိုတာအစိပ်ပိုင်းတစ်ခုသာချီးမွမ်းလို့ရတယ်အလုံးနဲ့ပတ်သက်ပြီးချီးမွမ်းတာမဟုတ်ဘူးနော်ဘယ်သူပဲဖြစ်ဖြစ်ချီးမွမ်းခံရတာဖက်ဆုံးချီးမွမ်းခံရတာမဟုတ်ဘူးနော်ပြောကြတယ်မဟုတ်လားဒီလူကတော်တယ်စိတ်ကောင်းမရှိတာလေးတစ်ခုပဲဆိုတာလို့ချီးမွမ်းပြီးတော့ကြရဲ့စရာပါနေသေးတယ်ကျန်တဲ့လူတွေဒီလူကတော့ရုပ်ကတော့ဖြောင်းပါရဲ့စိတ်ကပုတ်တယ်ပြောကြဗျာမြတ်စွာဘုရားကြတာအဲ့လိုမဟုတ်ဘူးတိထောဟမတပိဘယ်ဘက်ကကြည့်ကြည့်ရုပ်ရည်ဘက်ကကြည့်လဲချီးမွမ်းစရာပဲအကျင့်သိက္ခာဘက်ကကြည့်လဲချီးမွမ်းစရာဉာဏ်ရည်ချင်းနဲ့ကြည့်ရင်လည်းချီးမွမ်းစရာပဲဘယ်စုံပြည့်စုံတာကိုပြောတာအဲကြောင့်မို့တိထောဟမတပိလောကတာလောကမှာငါချီးမွမ်းတိုက်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဒါကဲတဲ့နဲ့သူအစာကြံကဲရတရားမဝင်ဘူးပေါ့နော်သို့တော့ရသော်ဗျာမှာတကယ်ဓမ္မစင်နဲ့ကဲရပြစ်တင်ကြတာတခုမှမရှိဘူးလို့သူတို့ဆိုလို့တယ်ပြီးတော့သူ့ဘဝကိုရသော်ဗျာကကျွတ်တင်ပြီးတော့ပြောလိုက်တယ်ဘာပြောလိုက်တယ်အယမန္တိပါဇာတိဒီကနေ့မွေးဖွားတာဟာနောက်ဆုံးပိတ်မွေးဖွားခြင်းဖြစ်တယ်အဲဒါကတော်တော်ထူးခြားတယ်ယန္နာဖြစ်မှပြောကြတာဒါဘုရားလောကကျွတ်တင်ပြောတာအယမန္တိပါဇာတိအယံအန္တိပါဇာတိအယံဇာတိယခုလောကကြီးထဲမှာငါမွေးဖွားလိုက်တာဟာအတ္တိမဇာတိနောက်ဆုံးပိတ်မွေးဖွားခြင်းပဲဖြစ်တယ်။တန်တရားထဲမှာနောက်တာမမွေးတော့ဘူး။အဲ့ဒီလိုဘုရားမဖြစ်ခင်ကပြောထားတာတောင်မှပဲဘုရားလောင်းကဘုရားကပြိဋိဘံစပြီးနောက်ထပ်ပြန်လာအောင်မယ်ဆိုတဲ့အယူဆတွေပေါ်နေသေးတယ်နော်။အော်ပဲတော့ကောင်းတယ်။နောက်တာငါပြန်မွေးမှမဟုတ်ဘူးလို့ပြောတာ။လောကကြီးထဲမှာငါနောက်ထပ်ပြန်ပေါ်လာမှမဟုတ်တော့ဘူး။ဒါဟာနောက်ဆုံးပဲပေါ်လာခြင်းပဲလို့ပြောတာနော်အကောင်းကုန်သွားပြီလေနောက်ထပ်ကောင်းအောင်လုပ်ဆရာမရှိဘူးဘုန်းကြီးတို့တွေတော့အစိုးရများနေသေးတယ်အကောင်းတွေအများကြီးကြံနော်ကောင်းဖို့ကအများကြီးလုပ်အောင်ပဲအဖြူနဲ့အပဲပြောမယ်ဆိုရင်ဖြူကသေးသေးလေးမဲတာတွေကများနေသေးတယ်အလုံးဖြူအောင်လုပ်ဖို့ဆိုတော့တော်တော်လုပ်ရလိမ့်ဦးတိတ်လို့ဆိုလို့ရပါတော့ဖျားလောင်ကြတော့လှုပ်ရှားကုန်သွားပြီဒါကြောင့်မို့လောကကြီးမှာငါနောက်ဆုံးပိတ်မွေးဖွားတာပဲဖြစ်တယ်နောက်ထပ်နတ္ထိတာနိပုဏ္ဏဘောအဲ့ဒီစကားလုံးကိုပို့ပြီးတော့ရှင်းလင်းပြတ်သားစွာပြောလိုက်တယ်အခုဘဝနောက်ဆုံးမွေးဖွားတာဖြစ်လို့နောက်ထပ်ပြန်မွေးဖွားဖို့မွေးဖွားစရာအကြောင်းငါမှမရှိတော့ဘူးလောကကြီးထဲမှာငါနောက်ထပ်ပြန်လာဖို့မရှိတော့ဘူးလို့ပြောလိုက်တယ်နော်လောကကြီးထဲမှာငါနောက်ထပ်ပြန်လာဖို့မရှိတော့ဒါအပြည့်သက်လာခြင်းပဲဖြစ်တယ်သူဗေဒဘွားကလာခဲ့တာဒီသိကျင်တဲ့ကဘာတသိန်းလာပြီးတော့သိတ္တရမင်းသားဘွားရောက်လာတာအခုသိတ္တရမင်းသားဘွားရောက်လာတာဟာနောက်ဆုံးလာခြင်းပဲနောက်တဲ့လောကကြီးထဲမှာငါ့ကိုတွေ့ရမှာမဟုတ်ဘူးလို့ပြောလိုက်တဲ့အတိတ်ပဲအဲ့ဒါကဒီကနေ့ပြောခဲ့တဲ့စကားလေးပဲနော်ထူးခြားချက်လေးပေါ့ဒါကဘုရားလောင်းနဲ့ပတ်သက်ပြီးထူးခြားချက်6မျိုးသို့တော့ဘုရားလောင်းမွေးဖွားလာတဲ့အခါမှာပတ်ဝန်းကျင်ရဲ့ထူးခြားချက်ကတစ်ခုဖြစ်လာတယ်အဲ့ဒီအချိန်မှာနော်ခုနကဘုရားလောင်းကိုရေးကိုယ်တာနဲ့ပတ်သက်တဲ့ထူးခြားချက်က6ခုမွေးဖွားလာတဲ့အချိန်မှာကမ္ဘာလောကကြီးမှာဖြစ်ပေါ်လာတဲ့ထူးခြားချက်ကတစ်ခုပေါင်းလိုက်တော့9ခုလို့ပြောမှာနော်ဘုရားလောင်းမွေးဖွားလာတဲ့အခါမှာကမ္ဘာလောကကြီးတစ်ခုလုံးပါဖြစ်လာတယ်အပမနောဥလာရောဩဘာသော
loke padu pawati adekame wa dewana deva nuba won thu chara ro edi chain ha mwe phwa la de chain ni ma loka ma natti ye alin yaw na lin yaw so ro lin na no lu pye ma ro manchuri bidi sura ye no po re khu ro thai mtwe ya bu twin manchuri so bidi alin yaw da alin ne po no natti ye alin ga ari manchuri alin ne pu mya de nat lu khora ko deiba sura taw pa alin yaw ne taw pa ne ai do nat koလူတွေရဲ့ပကတိမျက်စိနဲ့ကြည့်ဖို့မလွယ်တော့ဘူးနော်မျက်မှန်နဲ့တက်ပြီးတော့ကြည့်ရလိမ့်မယ်ထင်တယ်နတ်တွေရဲ့အလင်းအောင်ကအမတမလင်းတာတယ်ကိုရောတဘာကတော်ရကြောင်မှနေတဲ့အခါကျတော့သူကညတိုင်းတရားသုတ်တန်နေရွတ်တဲ့အခါကျတော့တာရုခေါ်တာကြားလိုက်တော့တာရုခေါ်တာဘယ်သူတော့ဆိုတော့သူအဒီနာမှာနေတဲ့နတ်သမီးပါလို့ပြောတယ်အဲ့ဒါဆိုရင်ငါ့ကိုကိုယ်တိုင်ပြလို့ရမလားလို့ဆိုအရှင်ဘုရားကြည့်လို့မလွယ်ပါဘူးတဲ့သူနော်ကြည့်ဖို့မလွယ်ပါဘူးရှင်ဘုရားကိုပြရမယ်ဆိုလို့ရှိရင်အဲ့ဒီရှင်ဘုရားကြောင်းနဲ့ဝင်လိုက်ပါဝင်ပြီးတော့တကားပိတ်ထားတဲ့အခါမှာတော့ခတ်တဲ့တော့ပေါက်လေးကနေပြီးတော့သူကလက်ချောင်းလေးနဲ့ထိုးလိုက်တာအဲကြောင်ကြီးကြောင်လို့ပဲလင်းထိန်သွားတာလေဆိုလိုတာတော့မျက်စိစူးသွားအောင်လင်းတော့အဲ့ဒါနတ်သမီးရဲ့လက်ချောင်းလေးတွေပြတာနော်တကူလုံးပြရင်ဒီထွက်လာတဲ့လူပဲနေကိုလူတွေကြည့်လို့ရလားမရဘူးနော်ဒါစူးနေတဲ့နေကိုကြည့်လို့မရဘူးဒါပေမဲ့လို့နေကတိုင်းဆိုပြီးတော့ရှုနေကြတာတွေ့တယ်တက္ကမကြီးတယောက်ရွှေတကုတ်မရဘောမှာနေကတိုင်းရှုရတဲ့မော်ပြီးတော့မျက်လုံးကြီးရဲဘယ်တော့ကန်သွားမလဲတော့မသိဘူးတရားရမလားမျက်စိကံမလားတော့ကံမို့အသေးချာနေတယ်နေကြီးကိုကြည့်နေတာတွေ့ခဲ့ဘူးတဲ့တခါတော့မျက်လုံးကရဲကျညံပါမှာဖျားမော်ပဲနဲ့နေကတိုင်းလို့လုပ်တယ်ဖျားဟောတဲ့နေကတိုင်းမရှိပါဘူးနော်မျက်လုံးကံမို့ပဲရှိတယ်အန္တကတိုင်းမို့နော်မျက်လုံးပြတ်တဲ့ကတိုင်းပဲအဲ့တကယ်လုံနေတဲ့လူတွေရှိတယ်နော်အဲ့တော့နတ်ဆိုတာအဲ့လိုအလင်းရောင်တောက်ပါတယ်အဲ့ဒီနတ်တွေတောက်ပါတဲ့အလင်းတဲ့ဆယ်စာမကအလင်းနဲ့အလင်းပေါ်လာတယ်အဲ့ဒီနေရာနော်ဒါအလင်းသွားတယ်အဲ့ဒါတခုအလောင်းလေးမွေးပေါ်လိုက်တော့အလင်းအောင်ခါတိုင်းနဲ့ပူလင်းသွားတယ်နောက်တစ်ခုကဘာတော့ဆိုအဲ့ဒီအလင်းကဘယ်လောက်ထိအောင်လင်းတာတော့လို့ဆိုရင်ဘယ်တော့ငါမှနေရီလာရီရဲ့အလင်းအောင်မရောက်တဲ့နေရာရှိတယ်အဲ့ဒီနေရာဘာတော့ဆိုရင်စကြဝဠာသုံးခုစုံတဲ့နေရာလိမ္မာအဝိုင်းကြီးသုံးခုကိုခြားကြည့်လိုက်နော်လိမ္မာအဝိုင်းကြီးသုံးချက်ကိုခြားကြည့်လိုက်လို့ရှိရင်အလက်ကောင်မှာတရိကံလေးပေါ်နေတယ်သုံးချက်ဆက်တဲ့နေရာလေးအဲ့ဒါကိုလောကန္တရိကလို့ခေါ်တယ်စကြဝဠာအတွင်းမဲ့နေအောင်လာအောင်ကရှိတယ်အဲ့ဒီခုနကသုံးခုစုံနေကြတဲ့ကအမြဲတမ်းမှောင်တယ်ဘယ်တော့မှမလင်းဘူးစကြဝဠာသုံးခုရဲ့အတွင်းမှာရှိတဲ့နေရာနေအောင်လာအောင်မရောက်ဘူးအမြဲတမ်းမှောင်နေတာအဲ့ဒါကိုလောကန္တရိကလို့ခေါ်တယ်ကျန်ညံပါမှာအဲ့ဒီလောကန္တရိကဆိုတဲ့ကြားထဲမှာရောက်ပြီးတော့ငရဲခံနေရတဲ့ကောင်းလေးရှိတယ်အမောင်တွေကငရဲသားနော်အမောင်တွေကငရဲသားအဝိဇ္ဇာကောင်းနေရတော့မိထွန်းစရာမလိုဘူးလျှက်စစ်မိမလိုဘူးသူတို့မှမြဲတမ်းမိတွေတောင်းနော်အဝိဇ္ဇာကတော့မိငိမ့်တယ်လို့မရှိဘူးမိတွေအနေအမြင်မပြတ်ထွက်နေတာပေါ့ဘယ်တော့မှမိမောင်းတာမရှိဘူးဝိဇ္ဇာအဲ့ဒီလောကန္တရိကငရဲကြတော့ဘယ်တော့မှအလင်းအောင်မရှိဘူးအလင်းအောင်မရှိတာဘသူတွေရှိမှန်းကိုမသိဘူးမောင်းမဲနေမြဲတာ
အဲ့ဒီမြတ်စွာဘုရားဖွာတော်မူတဲ့နေ့မှာဘယ်တော့မှမလင်းတဲ့စัจ java လာသုံးခုရဲ့အဆုံးအမချက်ကသွားပြီးတော့လင်းနေတယ်အဲ့ဒီလင်းနေတဲ့အခါမှာအဲ့ဒီမှာရှိတဲ့ငရဲသားတွေကတယောက်တယောက်မြင်ကြတယ်အဲ့ကြတော့ဟာသူလည်းဒီနာရှိတာပဲငါလည်းဒီနာရှိတာပဲနဲ့အဲ့လိုပြောကြတယ်နော်အဲ့ဒါဟာအလုံးကိုလောကကြီးမှာဘယ်တော့မှမလင်းတဲ့နေရာတောင်မှပဲလင်းသွားတယ်အဲ့ဒါကိုလောကတရိငရဲလို့ခေါ်တယ်နော်လောကအန္တရိကစัจ java လာသုံးခုရဲ့ကြားမှာရှိတဲ့အမောင်ဆုံးနေရာတော့အမောင်ဆုံးနေရာကိုပြောရတာအဲ့နေရာပဲပြောရမှာနော်ဘယ်တော့မှမလင်းတဲ့နေရာအဲ့ဒီတရားလေးအစပြီးရောက်လို့ရှိရင်တော့ဗမာပြည်လည်းလေးအစပြီးရောက်တော့ပါပဲဖျားလောက်မွေးတဲ့အချိန်မှာအဲ့ဒါလေးအစအလင်းရောက်တဲ့အချိန်ပဲအဲ့နေရာနော်နောက်တစ်ခုကထူးခြားချက်ကပါလို့ဆိုအလင်းရောက်ဖြစ်လာတဲ့အခါမှာအဲ့ဒီလောကန္တရိကငရဲမှာရှိတဲ့တတ္တဝါတွေဟာတခြားပုဂ္ဂိုလ်တွေလည်းဒီမှာရှိပါလားလို့သိရှိနားလည်သွားကြတယ်တဲ့ထူးခြားချက်တစ်ခုနောက်ဆုံးထူးခြားချက်တစ်ခုကပါတော့စီဘုရားလောင်းကြီးဘုရားလောင်းဝေးဖွာလိုက်တာနဲ့တပြိုင်တည်းစัจ java လာ1000သိမ့်ခါတုံလို့သွားတယ်အဲ့ဒါတကူစัจ java လာ1000ဟာသိမ့်ခါပြီးတော့တုံလို့သွားတယ်ကောင်းချီဩဘာပေးတဲ့အနေနဲ့သိမ့်ခါတုံလို့သွားအဲ့ဒါဟာထူးခြားချက်ပဲအလုံးပေါင်းလိုက်တဲ့အခါမှာခုခုမြောက်ထူးခြားချက်က3ခုပေါင်းထားတယ်နော်ကြည့်ပါလေနှစ်ခုပဲဆိုတော့ကြည်မာတဲ့အလင်းအောင်ကြီးပေါ်လာကတစ်ခုပြင်းကလေးလှုပ်ပြီးတော့ကဘာကြီးသိမ့်စัจ java လာ1000သိမ့်တုံသွားတာတစ်ခုဆိုတော့နှစ်ခုပေါင်းထားတယ်လို့ဒီလိုပြောလို့ရအဲ့တော့ဒီနေ့ဒီရက်မှာကဆုံလာပြီးနေမြတ်မဟာမှာအခုလိုထူးခြားချက်တွေဖြစ်ပေါ်လာတယ်ဆိုတာဣစရိယအဘုဒ္ဓသုတ်မှာမြတ်စွာဘုရားကိုယ်တိုင်မိန့်ကြားခဲ့တာဖြစ်တယ်ပေါ့နော်ဘုရားနဲ့ပတ်သက်ပြီးထူးခြားအောင်ပွဲအဲ့ဒါတွေကိုမှတ်သားပြီးတော့တို့တွေရဗုဒ္ဓရဲ့အဆုံးအမစကားဒီလောက်ထူးခြားတဲ့ပုဂ္ဂိုလ်သွန်သစ်ဆုံးမတဲ့အတိုင်းတို့တွေအတတ်နိုင်ဆုံးကြိုးစားနေထိုင်ကြမယ်ရဗုဒ္ဓရဲ့အဆုံးအမတဲ့အတိုင်းလိုက်နာကျင့်သုံးကြမယ်လိုက်နာကျင့်သုံးခြင်းဖြင့်ရသော်ဗျာပူဇော်ကြမယ်လို့စိတ်ထဲမှာအာယုံဆွဲပြီးတော့ဗုဒ္ဓနုတ္တိကမ္မထံဖြင့်မိမိတို့ရဲ့ဘဝခရီးကိုဖြတ်သန်းနိုင်ကြပါစေ